Hello ဒီနေ့ကတော့ကျောင်းဝဲကန်သွားခဲ့တဲ့ vlog လေးရှိပါတယ်9နိုင်ကျော်လာမှကျောင်းကိုရောက်တယ်ပေါ့နော်အမှန်ရောက်တာနောက်ကျတော့ထိုင်လို့နေရာမရှိတာနဲ့မတက်ရပဲဖြစ်ခဲ့ပါတယ်ပြီးတော့ဘာမှမစားရမှုသွားစားပါတယ်အဲ့ဒီတကယ်ချင်းစီကနေအလုပ်တွေအားပေးလို့ရဆိုပြီးတော့ပြပြနေတယ်သူ့နှစ်တက်မှတက်ပေးနေတာနော်ဘယ်ပထမဆုံးချိန်တက်တာပြန်အောင်မြင်လိုက်ပါဦးမမုံမျိုးစားတဲ့တနေ့ချင်းနဲ့ဆက်ပေးရတဲ့ချက်ပြီးတော့ဗီဒီယိုရေးဝါရပါတယ်ပင်ရလာလေးတွေသူ့ဆိုင်းရခဲ့ရမှာ